မစ်စိန်ငါရဲ့မင်းကလေးတွေကတကယ်ထားတာသွားတာလေအဲ့တချင်အမှန်ဟိုတော့ကတို့ယောက်ျားလေးတွေကအခုကလေကျွန်တော်တို့နှုတယ်ဟိုယောက်ျားအားငယ်တဲ့ယောက်ျားလေးတွေကိုမင်းကလေးတွေကထားတာသွားတာဒီမြန်မာပြည်မှာထားတာမဟုတ်တော့နိုင်ငံခြားကိုထွက်ပြီးတော့လေလင်းယူဖို့မျိုးကြီးသွားတယ်ပြပြမိစိန်ငါရဲ့ညီမလေးတယောက်ကအဲ့လို line ပေါ်မှာသူဟိုဟာတာမြင်လေးနဲ့အဲ့ဒီလေးလောက်တာအဲ့ဒီကလေးတင်လိုက်တာတင်လိုက်တာတင်လိုက်ပြီး music video ရတဲ့ချိန်မှာလည်းတကယ်ဟိုရိုက်ခွင်းထဲမှာနွားတွေပါတော့တိုက်ဆိုင်တော့တချို့ကလည်းတရှင်းဖြစ်စီရဲပေါ့ဟိုအရေးယူမလုပ်ပါဘူးကျွန်တော်တို့ကကြတော့ဒါအကုန်လုံးကအနုပညာမောင်နှမတွေဆိုတော့ဒီလိုပဲတချင်းကိုစဆိုကြတဲ့သူတို့ကနှစ်တဲ့လို့လိုက်ဆိုတာလေထားခဲ့မဆိုလဲပြောလဲပေါ်ချသူရဲ့ဘောငယ်မဆိုလဲတက်ခဲ့ပြီးမတော်ပါလေဝေဒနာတော့ကလေးတွေရှောဝါလေးတွေလက်ပြလေးလိုဝဲနေတယ်မေလေးယူလေးရဲ့ကြည်တဲ့နေတယ်ဟုတ်ကဲ့ကျွန်တော်တေးလေးဆိုမင်းတက်ကဖြစ်ပါတယ်ခင်ဗျကိုကိုရပြပြကတော့မြန်မာတန်တင်လေးပေါ့ဒီကျွန်တော်လည်းကျွန်တော်အာတန်တာကျွန်တော်ပေါ့အာတန်တယ်အဲ့မြန်မာတန်တင်မှာကျကျွန်တော်ကျွန်တော်တကယ်ချင်းကိုစီလင်းတွေပဲကျွန်တော်ရှေးပြပြစားများတယ်ဗျအဲ့လိုလေးပေါ့ကျွန်တော်တို့ဒီအညာနောက်ခံလေးနဲ့အညာနူရဲ့အငွေ့တက်ကလေးနဲ့အဲ့လိုကိုပေါင်းဆက်လိုက်တာပေါ့အဲ့လိုပေါင်းဆက်လို့မရဘူးလေတို့ဘယ်လိုဖြစ်အောင်ဆိုတော့အခုကမင်းကလေးတွေကတကယ်ထားတာသွားတာလေအဲ့တချင်အမှန်ဟိုတော့တို့ယောက်ျားလေးတွေကအခုကလေကျွန်တော်တို့နှုတယ်ဟိုယောက်ျားအားငယ်တဲ့ယောက်ျားလေးတွေကိုမင်းကလေးတွေကထားတာသွားတာဒီမြန်မာပြည်မှာထားတာမဟုတ်တော့နိုင်ငံခြားကိုထွက်ပြီးတော့လေအဲ့လိုလေးရှိသေးတယ်အတိတ်ကိုပြန်ပြီးရောက်နေသလိုပြိုပြိုချစ်ဆုံးလေးရဲ့ရည်တန်းချိုချိုကျွန်တော်အငှားခံစားပြီးရေးတာပေါ့ဆိုတဲ့လူကတော့တကယ်လဲဟာသူ့ရဲ့ရင်ထဲခံစားချက်လဲပါကောင်းလဲပါနိုင်တယ်အဲ့ဒါကြီးမပါချင်းလေအဲ့ဒါကြီးမပါချင်းလေကျွန်တော်အငှားခံစားပြီးရေးလိုက်တာပဲကျွန်တော်တို့လှုပ်ရှားရှိတာတော့ဒီချင်းလေးတွေပုံမှာကျွန်တော်တို့တကယ်စိတ်ထားစိတ်နာအမှန်လေးနဲ့ဒီချာချာလေးလှုပ်တယ်လှုပ်ပြီးလို့ရှိရင်ကျွန်တော်ပိတ်တက်ရှိကိုရောက်ဖို့ရပေါ့ရောက်ဖို့တဲ့ချိန်မှာပိတ်တက်အနေနဲ့ခုလိုလေးလက်ခံပေးတဲ့အတွက်တော်တော်ဝမ်းသာပါတယ်ကျွန်တော်တို့အတွက်လည်းဟိုနောက်တစ်ချင်းနေဆက်လုပ်ဖို့အတွက်ဟိုအားရတစ်ခုရတာပေါ့ဟုတ်အဲ့ဒါလည်းကျွန်တော်လည်းဒီဟိုမြန်မာနိုင်ငံကရေးတာနဲတယ်နဲဆိုသူ့ပဲကိုကဒီပေးတာများတယ်မြန်မာနိုင်ငံရေးထားတာလေးတွေအဲ့ဒါလေးပြီးအဲ့ဒီချင်းလေးကသူနဲ့လိုက်နေဆိုခဲ့ကိုသိကျွန်တော်ပဲ producer လုပ်မယ်ဆိုပြီးတော့အဲ့ဒီချင်းလေးကိုကျွန်တော်ကမ္ဘာခရ music တွေပါလေးအပ်ပြီးကျွန်တော်တို့တီးပြီးတာကျွန်တော်တို့မကွေးမျိုးရဲ့ဂီတမှုကိုနေမျိုးလေးတီးပြီးတယ်အဲ့ဒါလို့ဟိုဂီတမှုနဲ့ညီကိုလေးဆိုတော့အဲ့လိုနေကြတော့မြန်မြန်ဆန်ဆန်လေးနဲ့ပုံဖော်ဖြစ်တော့တာပေါ့လို့ဖြစ်တဲ့ဒီကတော့ကျွန်တော်တချင်းတွေကိုတကယ်ငငယ်လေးရတယ်ဝါသာပါခဲ့တယ်လေဘာလို့ကြောင့်ဒီဇိုင်းမမတ်ကိုလုံနိုင်တဲ့အချိန်မှာလုံမယ်ဆိုတဲ့ရည်မှန်းချက်ကလေးရှိတယ်အဲ့ဒါနဲ့ကျွန်တော်ဒီ CD လေးကိုစပြီးတော့အကောင့်ထဲပုံမယ်ဒါပေမဲ့ရလို့မှုနဲ့တော့မဟုတ်ဘူးကျွန်တော်တို့ကဒီတချင်းတွေကိုချစ်လို့ပဲလုပ်တာတစ်ဖက်ကစီးပွားရှာတယ်တစ်ဖက်ကဒီတချင်းတွေကိုစိုက်ထုတ်ပြီးလုပ်တယ်ပေါ့ဒီကတော့နောက်ဆုံးတစ်နေ့ဟိုကိုတချင်းကိုနားထောင်နေရကိုကျွန်တော်တို့အဆင်ပြေနေပြီကျွန်တော်ဟာပေါ့2009 2009တော့ကျွန်တော်ရန်ကုန်မှာနေခဲ့တယ်လေဒီကတော့ပြိုင်ပွဲတွေဝင်ပြိုင်ရင်းနဲ့ဦးလေးစီမှာလာနေတာဦးလေးစီမှာအလဲလာရင်းနဲ့သူတို့စီမှာလာနေနေကျွန်တော်ပြိုင်ပွဲတွေတို့ပြိုင်ပွဲဝင်ပြိုင်တာပေါ့2009 2009တော့စူလိုက်ကြဆိုလို့စူပြောတို့ဂီတတကားလေးတို့ဂီတရင်ခုံတန်းတို့အဲ့မှာလည်းကျွန်တော်စုတွေပိုင်းရခဲ့ဦးရတယ်ချစ်တောင်ဝေးဆိုတချင်းလေးကျွန်တော်ကိုရဆိုရင်ရေးတဲ့အဲ့တချင်းလေးကိုအတိမတ်ပြကြတယ်ဗျအဲ့ဒီတော့ကတော့အဲ့ကျွန်တော်တို့ဒီလိုဟာTikTok ခင်မဟုတ်ဘူးလေFacebook ခေတ်ဆိုတော့ Facebook ပေါ်မှာအဲ့ဒါလေးတင်လိုက်တော့ကြာအဲ့ဒါလေးလည်းရောက်တယ်ကိုယ်နဲ့ပဲမှာတော့တော်တော်ပေါက်ပါရင်တွေပူလို့လာတဲ့လေဘူးတွေကတိုက်တယ်ရွာဝင်လန်းကလေးကိုမျိုးကမိုင်ငေးရင်ကိုယ်တချင်ဖြစ်ခဲ့တာတချင်ရတော့တော်တော်ကိုကျွန်တော်အတိုင်းတာတော့ကျွန်တော်တော်တော်ပေါက်တယ်လို့ထင်တယ်ကိုယ်အနေထားနဲ့ကိုတော့ဒီမြန်မာလေးမဟုတ်ကျွန်တော်ထိုင်းမလေးအကုန်ဆိုလို့ရှိရင်ဟုတ်လားမဟုတ်လားအဲ့ဒီတော့ဒီမလေးတို့ကထိုင်းကနေအားပေးနေတာမလေးကနေအားပေးနေတာစင်ကူကနေအားပေးနေတာအခုတော့တနိုင်ငံလုံးတိုင်းတာနဲ့တိသွားပါပြီအဲ့လိုတော့ရှိတယ်ဗျကော်ရဘိုက်ကလေးကိုသူတို့တော်တော်ကြသဘောကျကြထရူခံတယ်ဟိုဟာတာလောက်ခံတဲ့အပိုက်ကလေးကိုပြောတာအဲ့ဒါလေးပြန်တော့ပြလိုက်လင်းယူမျိုးကြီးသွားတယ်အဲ့ဒါလေးပေါ့နော်အဲ့ညီမလေးစာလေးသူဆော့တာဟိုလင်းယူမျိုးကြီးသွားပြပြမိစိမ့်ကကိုရွာသားနွားစီပြန်မလာတော့ဘူးလားဆိုပြီးအဲ့တချင်းလေးအဲ့လိုထရူခံတာလင်းယူမျိုးကြီးသွားတယ်ပြပြမိစိမ့်ကရဲ့ကိုရွာသားနွားစီပြန်မလာတော့ဘူးလားကွယ်မဟုတ်ဘူးဗျသူ့ဟာကိုသူလိုက်ဆိုတာလားအဲ့ဒါလေးကကျွန်တော်တို့ဒီဟိုကျွန်တော်တို့ဒီကျန်တဲ့ဟွာလေးနေပေါ့ရုပ်ကလေးကပ်ပြီးတော့တင်လိုက်တဲ့ဟာလေးကနေညီမလေးတယောက်ကအဲ့လို line ပေါ်မှာသူ
ဘောခါတာမြင်လေးနဲ့ အဲ့ဒီကလေးလောက်တာ အဲ့ဒီကလေးလောက်တင်လိုက်တာ တင်လိုက်တာ တင်လိုက်ပြီးခု music video ရတဲ့ချိန်မှာလည်းတကယ်ဟိုရိုက်ခွင်းထဲမှာနွားတွေပါတော့တိုက်ဆိုင်တော့ နောက်ပြီနော်ဒီနွားထိုးလက်ထွက်နေ ဟောပြန်တော့တချို့ကလည်းဟိုတချို့ကလည်းတချင်းဖြစ်စီရပေါ့ဟိုအရေးယူမလုပ်ပါဘူးကျွန်တော်တို့ကကြတော့ဒါအကုန်လုံးကအနုပညာမောင်နှမတွေဆိုတော့ဒီလိုပဲတချင်းကိုစဆိုကြလဲတိုင်းသူတို့ကနှစ်တက်လို့လိုက်ဆိုတာလေအဲ့လိုလေးပဲသဘောထားလိုက်ပါတယ် လွမ်းတဲ့တချင်းမဆိုပါတဲ့ကျန်တဲ့တချင်းမဆိုပါနဲ့ဒီမှာလွမ်းတယ်လည်းမရှိတော့ပါဘူး အခုနောက်ပြီးကြတော့ဒီကိုရဲ့ပြပြအရင်မှာကျွန်တော်တို့ထုတ်ထားတဲ့တချင်းလေးရှိတယ်ဟိုလွမ်းရတဲ့အနံ လွမ်းရတယ်နဲ့ လွမ်းရတဲ့အနံလေးကတချင်းလေးကောင်းပြီးတော့ကျွန်တော်တို့ပေးတဲ့ချီကိုမရောက်ဘူးပေါ့တိတ်ပြီးတော့ဒါပေမဲ့အခုကျတော့ကိုနဲ့ပြပြတချင်းပေါက်သွားတဲ့ချိန်မှာနောက်ကနေပြီးတော့ပြန်လိုက်လာ လိုက်တယ်နော်အဲ့တချင်းလေးလွမ်းရတယ်နဲ့လိုက်တယ်နော် မီလီယံ1 million နီးလောက်ကိုရှိနေပြီတချင်းကိုအားပေးတဲ့လူကအဲ့ဒီချင်းလေးတော့ပြန်လိုက်လာတယ်ခုရပိုင်း အနမ်းအကြောင်းလေးပါပါ လွမ်းရတဲ့နန်းအကြောင်းလေလူပါပဲကျွန်တော်တို့ဒီကြီးလက်ဒေတာဟွာလေးပေါ့ကျွန်တော်တို့ဟွာချစ်တူနှူတွေ့ကြတဲ့ကျွန်တော်တို့စိန်ပန်းတန်းလေးပေါ့အဲ့ဒါလေးပေါ့သူရောက်မလာတော့ဘူးပေါ့ငါ့ဘာလို့ထားသွားတာလဲပေါ့ ထားခဲ့မယ်ဆိုရင်ပြောခဲ့အောင်ပေါ့ ချစ်လို့ဆိုးပြပါအောင် ထားခဲ့မယ်ဆိုလေပြောခဲ့အောင်ပေါ့ချစ်သူရဲ့ဘုံခဲ့မယ်ဆိုလေတက်ခဲ့ပြီးမှသွားပါလေဝေဒနာတော့ကလေးတွေမခံနိုင်မှုအချီရင်ရှိသေးတယ်ဗျအခုကျွန်တော်တို့လုပ်ပြီးသားပြီတို့အမ်ပူလောင်ရိုက်ပြီနော် အမူရမြစ်တွေရိုက်ပြီးအချစ်ကိုလွမ်းလို့ဆိုတဲ့တ ချ ချင်း စ်ကို လေး လွမ်းလို့ဆိုတဲ့တချင်းလေးလည်းပြီးနေပြီ လာဖို့ရှိတယ် နောက်ထပ်လည်းရှိတယ်ဗျ ဒါမှဗမာသားလေးပဲပါ ညီမသားလိုက်မယ်ကျွန်တော်ရေးပြထားတာအခုဟွာကျွန်တော်တို့၅ဘုတ်ရှိပြီပေါ့ပထမဆုံးရေးပြတာလက်ပံပြီးတော့မိုးရဲ့ပုံမြင်ပြီးတော့လွမ်းရတဲ့အနံလွမ်းရတဲ့နံပြီးတော့ဒီကိုရဲ့ပြပြကကျွန်တော်၄ဘုတ်မြောက်မှာပေးတဲ့လက်ခံတာအခု၅ဘုတ်မြောက်ကချစ်ကိုလွမ်းလို့ဆိုတဲ့တချင်းလေးကိုမကြခဲ့ကျွန်တော်ပေးတတ်တဲ့အနံတော့